ုံကဝေအောင်လန်းစတာတွေကအတိုက်ကြောင့်ပယောဂဖြစ်နေတဲ့ဝေဒနာရှင်တွေငွေအကိုက်ခံရတဲ့လူနာတွေကိုမေတ္တာတရားလက်ကင်ထားပြီးကဲတင်ကုသပေးတယ်အဲ့ဒါမေတ္တာပါရမီဗျပယောဂတစ်ခုဖြစ်လာရင်ခံရတဲ့ဝေဒနာရှင်အပေါ်မှာတနာကရုဏာစိတ်နဲ့ကုသပေးတယ်ပြူစားတဲ့အောက်လန်းကိုလိုအပ်တဲ့အခါနှိပ်စက်ရပေမဲ့မသေးစေနဲ့ဆိုတာအမြဲထည့်ပြောရတယ်သူ့ကိုမသေးစေခြင်းနဲ့ကရုဏာစိတ်အဲ့ဒါကရုဏာပါရမီဗျနောက်တစ်ခါခမည်းတော်လိုလာကလိတဲ့လူမျိုးတွေကိုထထိုးခြင်းအောင်ဒေါသထွက်ပေမဲ့ငါယူထားတဲ့ပညာကသူတော်ကောင်းပညာပါလားသူတော်ကောင်းပညာယူထားပါလေရဲ့ဘာမဟုတ်တဲ့လူတစ်ယောက်ကလာပြောတဲ့အကျိုးမရှိတဲ့စကားအတွက်ရန်ထဖြစ်ဖို့မသင့်တော်ပါဘူးဆိုပြီးတီးခံရတယ်အဲ့ဒါခန္ဒီပါရမီဗျအချို့အကျိုးမရှိတဲ့ဝေဖန်ပုတ်ခတ်စော်ကားမှုတွေကိုမတိကျိုးကျွန်လှုပ်လိုက်ရတာတွေရှိတယ်အဲ့ဒါဥပ္ပခါပါရမီဗျပြီးတော့ဘုရားအမှုထားပြီးအဘဆရာတော်များ